လက်ရှိမှာပေါ့နော်စားလေးပို့ထားကြတော့ဒါလေးကို order မှာပါမယ်ကဲအရင်ကောင်းမယ်ပါဆိုင်ကောင်းမယ်ဈေးလေးလည်းမစိုးဘူးတန်တယ်ဘာကလည်းမစားချစ်ကြော်စားချင်ဒါကြောင့်အရင်များတယောက်တည်းစားမှာဆိုတော့ဒီလိုမီလေးဆိုတင်လာမီလေးယူလိုက်မယ်order လုပ်နေပါပြီကဲစားလိုက်ပါအောင်မယ်ပြင်လိုက်ပါအောင်မယ်ရှင်ကဲဒါလေးကတော့စားပါတော့မယ်ဒါလေးကတော့တို့ပြင်းနေစိုက်ပြီးလို့ပေါ့ဒါလေးကတော့ကားလေးကျွန်တော်ပေါ်ရုပ်အင်္ဂလိပ်လိုက်ပြီးပို့ပြီးImagine it was ease. Handle everything. At Fenhouse, we